တခါတလေတချို့လူတွေကဘာမှအရေးမကြီးတဲ့ကိစ္စတွေနဲ့လည်းပဲတကယ့်ကိုမစားနိုင်မအိတ်နိုင်ဖြစ်လောက်အောင်တောကရောက်တယ်စိတ်ညစ်တယ်စိတ်ဆိုးတယ်မဲကြည့်လိုက်တော့လေအသေးအမွားကိစ္စလေးပါတခါတလေသူတို့ကိုပြန်မဲတယ်အဲ့ဒီကိစ္စဟာဘယ်လောက်တန်တယ်လဲ9ချက်10ချက်20ချက်တန်ချင်းတမ်းမယ်ဒီလောက်ကိစ္စလေးနဲ့မစားနိုင်မအိတ်နိုင်ဖြစ်ရသလားအဖြစ်ခံနေရသလားပြန်စဉ်းစားပါဦးဒါဘယ်လောက်အရေးကြီးတယ်လဲဒါပေမဲ့စိတ်ကမသိဘူးနော်ဒီကိလေသာရဲ့သဘောကဖြစ်တင်မဖြစ်တင်မသိဘူးမတန်တဆကြီးစိတ်ပင်ပန်းဆင်းရဲမှုတွေခံနေရတယ်အဲ့ဒီတော့ကိလေသာဟာမရင်ကျက်ဘူးကိလေသာဟာကလေးဆန်တယ်လောဘဒေါသမာနအိတ်တမစ္စရိယဆိုတာတွေနဲ့ပဲနေလို့ရှိရင်ကလေးဆန်တယ်ပြောမလားလူကြီးဆန်တယ်ပြောမလားကလေးဆန်တယ်ပြောရမယ်နော်လောဘဖြစ်နေတရားတယ်မတရားဘူးဖြစ်တင်တယ်မဖြစ်တင်ဘူးရတင်တယ်မရတင်ဘူးတကယ်လိုအပ်သလားမလိုအပ်ဘူးလားဆိုတာမစင်စားဘူးလောဘရဲ့သဘောကလိုအပ်တာနဲ့လိုချင်တာကိုမခွဲနိုင်ဘူးအကုန်လုံးလိုချင်တာကြီးပဲလိုချင်တာပဲသိတယ်ဒေါသရဲ့သဘောကစိတ်ဆိုးတယ်မကျေနပ်ဘူးသဘောမကျဘူးဒါပဲသိတယ်ဖြက်စီးပစ်တယ်တင်းတော်တယ်မတင်းတော်ဘူးဆိုတာမသိဘူးဘုရားဟောထဲမှာဘယ်လိုပါတယ်လဲဆိုတော့လောဘောအထမ္နသနာတိလောဘောဓမ္မံနပစ္စတိလောဘဟာအကြောင်းအကျိုးကိုမသိဘူးတဲ့တော်တော်လေးလေးနက်နက်စဉ်းစားတဲ့စကားတွေတော့မြတ်စွာဘုရားဟောတဲ့တရားတွေဟာကျင့်သုံးကြည့်လေလေပုံနဲ့လေလေပဲလေးလေးနက်နက်စဉ်းစားလေလေနဲ့လေလေပဲကိုတိုင်လောဘဖြစ်တဲ့အခါမှာကိုယ်စိတ်ကိုတေးသေးချာချာကြည့်ပါရတင်မရတင်ဖြစ်တင်မဖြစ်တင်တန်တလားမတန်ဘူးလားဆိုတာမသိတော့ဘူးဥပမာဗီဒီယိုကြည့်ချင်တဲ့လောဘဖြစ်နေတယ်ဆိုပါတော့ထိုင်ကြည့်မယ်တနေ့တာကုန်သွားမယ်ကိုယ်တနေ့တာလုံးဘဝကိုပေးလိုက်ရပြီဘဝကိုပေးလိုက်ရပြီနော်အချိန်တစ်စက္ကန့်ဆိုတာဘဝတစ်စက္ကန့်ပဲအချိန်တနာရီဆိုတာဘဝတနာရီပဲအချိန်နေ့တဝက်ဆိုတာလေဘဝနေ့တဝက်ပဲဒီကိစ္စအတွက်ငါဘဝနေ့တဝက်ပေးလိုက်တာတန်တလားလောဘကတော့မစင်စားဘူးအဲ့ဒီအယုံလေးနဲ့ပျော်နေရရင်ပြီးသွားတာပဲအဲ့ဒီတော့လောဘရဲ့သဘောကအကြောင်းအကျိုးတင်းတယ်မတင်းဘူးနော်မသိဘူးဒေါသလည်းဒီအတိုင်းပဲထပ်တူပါပဲကိလေသာမန္တမြဟာအကြောင်းအကျိုးတင်းမတင်းကိုမသိဘူးမာနဆိုရင်လည်းပြိုင်ခြင်းတယ်ဆိုင်ခြင်းတယ်တားခြင်းတယ်ဒါပဲသိတယ်အိတ်တမစ္စရိယဆိုလည်းပဲနော်မနာလိုဝန်တိုးတယ်ဘယ်သူကပိုဘယ်လိုကြီးပွားနေတယ်ပေါ့ကြီးပွားမှာပေါ့သူတို့ကဘယ်လိုလွယ်လုံနေလို့ဆိုပြီးဒါတွေနဲ့ပဲအချိန်ကုန်သွားတာကိုအဲ့ဒီတော့ကိလေသာရဲ့သဘောကယဉ်ကျက်မှု majority မရှိဘူးမယဉ်ကျက်ဘူးကလေးဆန်တယ် childish ဖြစ်တယ်ဒီသဘောကိုကိုယ်စိတ်ထဲမှာဖြစ်နေတော့မှပြန်ကြည့်ရမယ်အခုစိတ်ထဲမှာဖြစ်နေတဲ့စိတ်ကဘယ်လိုစိတ်မျိုးဖြစ်တယ်လဲဆိုတာခဏခဏပြန်ကြည့်ရမယ်ပထမတော့ပညာဆန်လိမ့်မယ်အစမှာတော့ပညာသဘောကပါနေတတ်တယ်ငါစိတ်လို့ပဲထင်နေတတ်တာကိုသို့တော့ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီဖြစ်နေတဲ့စိတ်ကလေးကိုတေးသေးချာချာကြည့်လိုက်စမ်းပါလိုချင်နေတဲ့သဘောလေးတွေသို့မဟုတ်စိတ်ဆိုးနေတဲ့သဘောလေးတွေသို့မဟုတ်သူ့အစင်အတန်းငါအစင်အတန်းသူ့ကုံငါကုံတွေစဉ်းစားနေတယ်အဲ့ဒါလေးတွေကိုပြန်ကြည့်စမ်းပါအဲ့ဒီစိတ်ကတကယ်လူကြီးဆန်သလားလူကြီးဆန်တယ်မချဖြစ်တယ်ဆိုတာအသက်နံပါတ်နဲ့မဆိုင်ဘူးအသိဉာဏ်နဲ့ပဲဆိုင်တယ်အခုပြောခဲ့တာတွေကိုပြန်ကောက်ချက်ချရင်လူတစ်ယောက်ကအမြဲတမ်းမချဖြစ်တယ်လို့ပြောလို့မရဘူးနော်တတိရှိတဲ့အခါဉာဏ်ပါနေတဲ့အခါမှာလူကြီးဆန်တယ်လူကြီးဖြစ်တယ်
တတိလက်လွတ်သွားတဲ့အခါကလေးပြန်ဖြစ်သွားတယ်ဒီအတိုင်းဆိုရင်ကိုအမြဲတမ်းလူကြီးပါလို့ပြောလို့မရတော့ဘူးအသက်ကတော့ဘယ်လောက်ဆိုတာတတ်မှတ်ပြီးပြောလို့ရတယ်စိတ်ရဲ့အခြေအနေကအမြဲတမ်းပြောင်းနေတယ်လူကြီးဆန်လိုက်ကလေးဆန်လိုက်လူကြီးဆန်လိုက်ကလေးဆန်လိုက်ဖြစ်နေတာနော်တတိနဲ့နေတာများလေလေလူကြီးဆန်လေလေရင်းချက်လေလေမြတ်တာလေလေဖြစ်လာမှာပါကိုပြန်မဲကြည့်စမ်းပါငါကလေးဆန်ချင်သလားလူကြီးဆန်ချင်သလားအဖြေကတော့လူကြီးဆန်ချင်တယ်လို့ပဲထွက်လာမှာပေါ့ဒါကပိုပြီးရင်းချက်တယ်ပိုကောင်းတာကိုလူကြီးဆန်ချင်တယ်ဆိုရင်တတိနဲ့များများနေမှရမယ်တတိလက်လွတ်တယ်ဆိုတာနဲ့တပြိုင်နက်ကိလေသာတွေဝင်ပြီကိလေသာဝင်ပြီဆိုတာနဲ့တပြိုင်နက်အမျော်အမြင်မရှိတော့ဘူးရေရှည်ကိုမမြင်တော့ဘူးကလေးဆန်သွားပြီ